စစ်ကောင်စီခေါင်းဆောင်ဟာ2026ခုနှစ်မတ်လမှာနောက်အစိုးရကိုအာဏာလွှဲပေးမယ်လို့ပြောဆိုပြီးနောက်ပိုင်းတခြားနည်းနဲ့သုံးစွဲခွင့်လျှောက်ထားတဲ့လေယာမြေတွေကိုအပြီးအပြတ်ခွင့်ပြုပေးသွားမယ်လို့ထုတ်ပြန်လာပါတယ်။စစ်ကောင်စီရဲ့ဗဟိုလေယာမြေစီမံခန့်ခွဲရေးကော်မတီကတိုင်းနယ်ပြည်နယ်အသီးသီးမှာရှိကြတဲ့လေယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေနဲ့လေယာမြေတွေကိုတခြားနည်းနဲ့အသုံးပြုခွင့်လျှောက်ထားတာတွေကိုခွင့်ပြုပေးဖို့ပြောဆိုနေတာပါ။ဒါကြောင့်မြို့ပြတွေနဲ့ထိစပ်နေတဲ့လေယာမြေတွေကိုတခြားနည်းနဲ့ရှောက်ထားကြပြီးတော့စစ်ကောင်စီရဲ့အာဏာရှိသူတွေရဲ့ထောက်ခံချက်တွေရရှိရင်အလင်းအမြန်ပြောင်းလဲပေးသွားမှာဖြစ်ပြီးဝင်ငွေကောင်းကြမှာပါလေယာမြေတွေကိုတခြားနည်းအသုံးပြုခွင့်လျှောက်ထားတာဟာခွင့်ပြုမိတ်ကြဖို့ကခက်ခဲပေမဲ့စစ်အုပ်စုဟာ၎င်းတို့အစိုးရတစ်ဆက်ပြောင်းခံပြီးအချီကြီးဖန်တီးကနှိစက်ရစားတော့ခေါ်ကြမဲ့သတင်းဖြစ်ပါတယ်မန္တလေးမြို့ပတ်ဝန်းကျင်မှာဆိုရင်ပြူစောသီးတွေနဲ့အုတ်ချုပ်ရည်မှုတွေပူပေါင်းကမြေယာတချို့ကိုပုံစံမျိုးစုံပြောင်းလဲကရောင်းချနေကြတာဖြစ်ပြီးတချို့မြေယာတွေဟာပြဿနာအကြီးအကျယ်တက်နေတာပါဒါကြောင့်အခုကာလအစိုးရအပြောင်းလဲကာလမှာအိမ်ချမ်းမြေဈေးတွေမတရားဈေးတက်လာတာတွေကြောင့်စစ်အုပ်စုနဲ့နှိစက်ရာအတိုင်းဝိုင်းတွေဟာလေယာမြေကိုတခြားနည်းပြောင်းလဲခွင့်လုပ်ဖို့ပြင်နေကြတာပါအခုလိုလေယာမြေတွေကိုတခြားနည်းအဖြစ်ပြောင်းလဲခွင့်တွေအမြန်ဆုံးခွင့်ပြုပေးဖို့လှုံ့ဆော်နေတာကြောင့်စစ်တပ်နဲ့နှီးဆက်ရာအုပ်စုတွေအတွက်ဂွန်ကောင်းတစ်ခုဖြစ်လာစေမှာဖြစ်ပြီးအကျိုးအမြတ်ကလည်းကြီးမားပါတယ်။ရှောက်ထားပြီးတဲ့သူတွေကိုသာခွင့်ပြုပေးဖို့ပြောဆိုထားတာကြောင့်တမန်ပြီးသူတွေတော့အကျိုးရှိမှာမဟုတ်ပဲလေမြေထောင်ချီတွေကိုဂွန်ရိုက်ထားကြတဲ့စစ်အုပ်စုအပေါင်းပါတွေသာအကျိုးရှိမှာဖြစ်ပါတယ်။